ကဲဝက်ချက်မပြောက်ဘူးမတက်တာဘူးဆိုပြီးတော့နားပွားလုပ်တဲ့သူတွေဒီချက်တွေရောသိရလားဒီချက်တွေသိချင်တော့ဒီဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးပါဝက်ချက်ကုနေပေမဲ့မတက်တာတဲ့အကြောင်းရင်း၃ချက်ကိုဆရာဒီနေ့ပြောပြပေးပါမယ်နံပါတ်1ချက်အနေနဲ့ကတော့ကိုကုသပေးနေတဲ့ဆရာဝန်တွေ clinician ရဲ့စကားကိုတေချာနားထောင်စေချင်ပါတယ်ဆရာတို့က spot treatment အနေနဲ့ဒီနေရာလေးကိုတိုးလို့ပြောလိုက်တဲ့အခါမှာတမက်နာလုံးလူဖြစ်တာမျိုးတမက်နာလုံးလူလို့ပြောတဲ့အခါမှာ spot treatment တွေလုပ်တာမျိုးပါဒါကြောင့်ဝက်ချန်ပြောက်ချင်တော့ကိုကုသပေးနေတဲ့ဆရာဝန်တွေရဲ့စကားကိုတေချာနားထောင်ပေးပါဒုတိယတစ်ချက်အနေနဲ့ကတော့ follow up လို့ခေါ်တဲ့ပုံမှန်လေးပြဖို့လိုအပ်ပါတယ်ဒါပေမဲ့ဆရာနားလဲပါတယ်လူတိုင်းမှာအခက်အခဲဆိုတာရှိကြတယ်လေဥပမာအဖြစ်ငွေကြေးတို့အချိန်တို့ပေါ့ဒါကြောင့်နောက်တစ်ခေါက်ပြန်ပြဖို့အတွက်ကိုယ့်ရဲ့အခက်အခဲတွေကိုဆရာဝန်နဲ့ပုံမှန်လေးပြောစီချင်ပါတယ်ဒါမှလည်းဆရာဝန်ဘက်ကနေပြီးတော့တပတ် plan တလား plan တွေသူတို့ဆွဲပေးလို့ရမှာပါနောက်ဆုံးတစ်ချက်ကတော့ DIY ပေါ့နော်အိမ်မှာသုံးနေတဲ့ပစ္စည်းလေးတွေကလေကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ဆရာတို့တွေအတွက်တိကျတဲ့ result ကို research လုပ်ထားမျိုးမရှိဘူးလေနော်ပြီးတော့ဒီလို semi တိုလေးတွေသုံးပြီးတော့ဝက်ချန်ဆိုးသွားတဲ့လူတွေလည်းရှိပါတယ်ဒါကြောင့်ဆရာအနေနဲ့တော့တိတ်ပြီးတော့အားမပေးပါဘူးကဲဝက်ချန်တွေကိုတကယ်တက်တာစီခြင်းတော့ဆရာပြောတဲ့အချက်ကလေးတွေကိုလိုက်လုပ်ကြည့်ပေးပါဆရာယုံကြည်ပါတယ်မျက်နှာလေးအရန်ချောလာမယ်ဆိုတာနောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံပါအောင်မယ်ကျွန်တော်တော့ဒေါက်တာနိုင်ပါ